အဲဆိုရင် chapter 8 CP အခန်းကိုကြည့်ပါမယ်အဲ့လိုဆိုတော့ 8.1 introduction ကကြတော့ soil ကိုဖြတ်ပြီးတော့စီးဆင်းနေတဲ့ရေပေါ့နော် flow of water through the soil အဲ့ဒီဟာဒီတဲ့နော် direction တစ်ဖက်တည်းမှာစီးဆင်းတာမဟုတ်ပါဘူးတဲ့နော် direction 2 direction မှာစီးဆင်းတာဖြစ်ရှင်ဖြစ်မယ်3 direction မှာစီးဆင်းတာဖြစ်ရှင်ဖြစ်မယ်နော် direction တစ်ဖက်တည်းကိုစီးဆင်းတာမဟုတ်ဘူးနောက်ပြီးတော့သူဒီ uniform လည်းမဖြစ်ဘူး nor is it uniform လည်းမဖြစ်ဘူး so ဘယ်ပေါ်မှာလဲဆို area အပေါ်မှာအဲ့ဒီ flow ရ direction ကို perpendicular ဖြစ်နေတဲ့ area တစ်ခုလုံးပေါ်မှာလည်းသူဒီ uniform မဖြစ်ဘူးเนาะအဲ့ဒီ water flow ဒီ uniform မဖြစ်ဘူးနောက်ပြီးတော့ direction လည်းမဖြစ်ဘူးအဲ့လိုဆိုတော့ပြောချင်တာက water flow through the soil ဒီ direction အများကြီးကိုစီးဆင်းနိုင်တယ် one direction မှာလည်းစီးဆင်းနိုင်တယ်ပေါ်တော့ horizontal မှာလည်းစီးဆင်းနိုင်တယ် vertical မှာလည်းစီးဆင်းနိုင်တယ် lateral direction မှာလည်းစီးဆင်းနိုင်တယ်နောက်ပြီးတော့သူဒီပေါ့နော်အဲ့ဒီ flow direction ကို perpendicular ဖြစ်တဲ့ area တစ်ခုလုံးပေါ်မှာသူဒီ uniform ဖြစ်နေတာမဟုတ်ဘူးဆိုပြီးတော့ပြောထားတယ်ပေါ့အဲ့လို condition တွေမှာဆိုရင် groundwater flow is generally calculated groundwater flow ကိုတွက်မယ်ဆိုရင် by the use of graph တွေကိုအသုံးပြုပြီးတွက်ရပါတယ်အဲ့လိုမျိုး graph ကိုအသုံးပြုပြီးတော့ groundwater flow ကိုတွက်ချက်တဲ့ဟာကိုဘာလို့ခေါ်လဲဆိုတော့ flow net เนาะ flow net လို့ခေါ်တယ်အဲ့လိုဆိုတော့ flow net ရဲ့ concept တွေဘယ်ဟာပေါ်မှာအခြေခံလဲဆိုတော့ Laplace equation of continuity ပေါ်မှာအခြေခံပါတယ်เนาะ Laplace equation of continuity ပေါ်မှာအခြေခံတယ်အဲ့ဒီ equation ဒီဘယ်ဟာအပေါ်မှာလွှမ်းမိုးလဲဆိုတော့အဲ့ဒီ equation ကိုဘယ်သူကလွှမ်းမိုးလဲဆိုတော့ ground steady flow condition for a given point in the soil mass ဆို soil mass ထဲမှာရှိတဲ့ပေးထားတဲ့အမှတ်တစ်ခုမှာရှိတဲ့ steady flow เนาะ steady flow ကိုသူကကြတော့ steady flow နဲ့တွက်တာပေါ့ Laplace equation continuity က steady flow နဲ့တွက်တာအဲ့ဆိုရင် 8.2 เนาะ8 point အဲ့ဆိုရင် introduction 8.1ပြီးတော့ပြီအဲ့ဆိုရင် 8.2 8.2 ကဘာပြောလဲဆိုတော့ 8.2 က Laplace equation of continuity เนาะ Laplace equation of continuity equation ကိုလေ့လာပါမယ်အဲ့ဒီမှာ derivation of Laplace differential equation of continuity ဘယ်လို formula derivation လုပ်မလဲအဲ့ဆိုတော့အဲ့ဒီဟာအတွက်ပထမဆုံးသူတို့ကကြတော့ let us consider a single root or chi pi single root or chi pi ကိုစမ်းသပ်မယ်အဲ့ဒီဟာကို permeable soil ထဲမှာရိုက်သွင်းထားတယ်เนาะ permeable soil layer ထဲမှာရိုက်သွင်းထားတယ်ပုံ figure 8.1a မှာပြထားတဲ့အတိုင်းပေါ့အဲ့ဆိုတော့ဒါဒီ figure 8.1a ပါ figure 8.1a မှာပြထားတဲ့အတိုင်းဒါဒီ8ပိုင်းเนาะဒါဒီ8ပိုင်းကိုဒီနေရာမှာဒါဒီ impermeable soil layer เนาะဒါဒီကနေအောက်ဘက်တိတ် impermeable soil layer ဒီကနေဒီပေါ့နော်ဒီဟာဒီပါလဲဆိုတော့ permeable soil layer အဲ့ဆို permeable soil layer ထဲမှာ8ပိုင်းကိုရိုက်သွင်းထားတယ်เนาะ permeable soil layer ထဲမှာ8ပိုင်းကိုဒီလောက်အနက်အထိရိုက်သွင်းထားတယ်ပေါ့เนาะ8ပိုင်းကိုဒီအနက်အထိရိုက်သွင်းထားတယ်เนาะ8ပိုင်းကိုဒီလောက်အနက်အထိရိုက်သွင်းထားတယ်เนาะအဲ့လိုဆိုတော့8ပိုင်းကိုရိုက်သွင်းထားတော့ဒီမှာဒါဒီ upstream side เนาะသူရဲ့ upstream side ရှိမယ်ဒါဒီပါရှိမယ်လဲဆိုတော့ downstream side ရှိမယ်เนาะဒါ upstream side ရှိမယ်ဒီမှာ downstream side ရှိမယ် upstream side ရှိမယ် downstream side ရှိမယ်ဆိုရင် upstream side မှာရှိတဲ့ water head ဒီ H1 ရှိတယ် downstream side မှာရှိတဲ့ water head ဒီပါရှိတယ်ဆိုတော့ H2 ရှိတယ်အဲ့လိုဆိုတော့အဲ့ဒီမှာတို့တွေကပေါ့နော်ဒီနေရာမှာရေဒီကနေဒီလိုစီးနေတာနော်ဒီကရေဒီကနေဒီလိုစီးနေတာဆိုဘာလို့ဒီနေရာမှာချစ်ပိုင်ကိုသုံးလိုက်တာလဲဆိုတော့ဒီ downstream ဘက်မှာရှိတဲ့ water head ကို short ချခြင်းတဲ့အတွက်ကြောင့်ဒီဘက်မှာရေစီးကိုနေစေတဲ့အတွက်ကြောင့်ပေါ့နော်ဒီနေရာမှာရေ level ကို short ချစေခြင်းတဲ့အတွက်ကြောင့်ရှစ်ပိုင်ကို water နဲ့ကာလိုက်တာပေါ့အဲ့ဆိုရေဒီနေရာမှာရှစ်ပိုင်ဒီ impermeable ရေမစိမ့်ဝင်နိုင်ဘူးဖြစ်တဲ့အတွက်ကြောင့်ရေဒီဒီလိုမျိုးမစီးနိုင်ဘူးရေဒီဒီလိုမျိုးမစီးနိုင်ပေနဲ့ပေါ့နော်ဒီအောက်ရှစ်ပိုင်ရဲ့အောက်ဘက်ကနေဒီလိုမျိုးပတ်ပြီးတော့စီစဉ်ရတော့ရေစီးနှေးတော့တယ်ရေဒါဒီ obstruction ဖြစ်တော့တယ်အားကြောင့်ဒီဘက်မှာ water level ကြီးနှိမ့်ကျတော့တယ်ပေါ့အဲ့လိုဆိုတော့ဒီ A ဆိုတဲ့နေရာမှာရှိတဲ့မြေတတုံးကိုစမ်းသပ်ခြင်းလိုက်ပေါ့နော် A ဆိုတဲ့နေရာမှာရှိတဲ့မြေတတုံးဒီနေရာမှာရှိတဲ့မြေနော်ဆိုတော့ဒီနေရာမှာရှိတဲ့မြေကိုစမ်းသပ်ခြင်းအဲ့ဆိုသူ့မှာဘာရှိလဲဆိုတော့ horizontal မှာ dimension ဒီ dh ရှိတယ်သူရဲ့ horizontal dimension dh ရှိပြီးတော့ vertical dimension ဘာရှိတယ်ဆိုတော့ dz ရှိတယ်နော် vertical dimension dz တန်ဖိုးရှိပါတယ်အဲ့လိုဆိုတော့ vertical dimension dz ရှိပြီးတော့ဒီဘက်မှာသူ့မှာ lateral ဒီဘက်မှာ lateral မှာဆိုလို့ရှိရင်သူ့မှာဘာရှိမလဲဆိုတော့ d1 တန်ပေါ့နော်ဒီဘက်မှာဆိုရင် d1 တန်ဖို့ရှိမှာပေါ့နော် lateral မှာဆိုရင် d1 တန်ဖို့ရှိမှာဆိုတော့ဒီနေရာမှာရှိတဲ့
ဥပါတော့ပုံစံရှိတဲ့ swipe တဲ့တုံးကိုစမ်းစားကြည့်မယ်ပေါ့နော်ဥပါတော့ပုံစံရှိတဲ့ swipe တဲ့တုံးကိုစမ်းစားကြည့်လို့ဆိုတော့အဲ့ဒီဟာကိုဒီအောက်ဘက်မှာရှင်းပြထားတယ်ပေါ့နော် the root of ship မှာ the root of ship ပါအရှုံး to be impervious ဆိုဒီမှာရှိပဲဒီမှာရိုက်သွင်းထားတဲ့ ship ပိုင်းကို impervious လို့ယူဆတယ်ဆိုပြီးတော့ပြောထားတယ်ပေါ့နော် impervious ဆိုပြီးတော့ယူဆတယ်နောက်ပြီးတော့သူကဒီမှာဘာရှိလဲဆိုတော့ဒီမှာ steady state flow of water from the upstream to downstream side through a permeable layer a two-dimensional flow အဲ့လိုဆိုတော့ upstream ကနေနော်ဒီ upstream ကနေ downstream ကိုစီးဆင်းနေတဲ့ရှင် upstream ကနေ downstream ကိုစီးဆင်းနေတဲ့ရှင်ဒီတဲ့ steady flow ဒီ two dimensional ဖြစ်တယ် two dimensional ဆိုတော့ horizontal flow လေးရှိတယ် vertical flow လေးရှိတယ် two dimensional လို့ပြောတာနော်ဒါဒါပေမဲ့ three dimensional condition ကိုစမ်းပါဘူးဒီမှာ two dimensional flow ဖြစ်တယ်လို့ပြောတယ်အဲ့လိုဆိုတော့အမှတ် A မှာရှိတဲ့ point A မှာရှိတဲ့ flow ကိုစမ်းစားမယ်နော် point A မှာရှိတဲ့ flow ကိုစမ်းစားဖို့အတွက်နော်အဲ့ဒီ point A မှာelemental soil block တုံးကိုစမ်းစားကြည့်လိုက်တယ်အဲ့ဒီ soil block မှာ dimension တွေက x direction မှာသူရဲ့ dimension dh ရှိပါတယ် y vertical horizontal direction မှာ dh ရှိတယ် vertical direction မှာ dz ရှိပြီးတော့ lateral direction မှာ dy ရှိတယ်နော် dy ရှိတယ်အဲ့ဒီ dy ဒီနော် paper ရဲ့နော် paper plane နဲ့ဘာဖြစ်နေလဲဆိုတော့ paper ရဲ့ plane ကိုတောင်းမှန်ကြနေတယ် d1 အလျားတွေဆို d1 အလျားတွေ paper ရဲ့ plane ကိုတောင်းမှန်ကြနေတယ်ဆိုတော့သူကဒီပုံနဲ့ပြောတာပေါ့နော်အဲ့လိုဆိုတော့ဒီမှာ d1 အလျားပါဒါဟာဒီ d1 အလျား d1 အလျားအဲ့ဆိုစာရွက်ကဒီတိုင်းရှိတယ်ဆို paper plane ဒီမှာရှိမှာ paper ရဲ့ plane ဒီမှာရှိမှာအဲ့လိုဆိုတော့ d1 အလျားဒီနော်ဒီ d1 အလျားဒီဒါ 3D ပဲလို့ပေါ့နော် d1 အလျားဒီဒီ plane ကိုဘာဖြစ်လဲဆိုတော့ဒီတောင်းမှန်ကြနေတာနော်ဒီ 3 ကိုတောင်းမှန်ကြနေတာဆိုတော့သူကပြောတယ်ပေါ့နောက်ပြီးတော့ဘာပြောလဲဆိုတော့ဒီက 8.1b မှာကျင့်နိုင်တယ် large and large scale ကိုဒီက 8.1b မှာကျင့်နိုင်တယ်အဲ့လိုဆိုတော့ let bx and bz be the component of the discharge velocity in the horizontal and vertical direction so bx နဲ့ bz ဒီ discharge velocity ရဲ့ component တွေဖြစ်တယ် velocity ရဲ့ component discharge velocity အဲဒါကြောင့် velocity ဖြစ်တဲ့အတွက်ကြောင့် b x direction မှာ seasonal velocity ဒီ bx z direction vertical direction မှာ seasonal velocity ဒီ bz နော် bz ဖြစ်တယ် in the horizontal မှာစီးစင်းလာပြီး bz bh ဖြစ်ပြီးတော့ vertical direction မှာစီးစင်းလာပြီး bz ဖြစ်တယ်အဲ့လိုဆိုတော့ rate of flow of water into the elemental block နော်အဲ့ဒီ block ထဲမှာဝင်တော့တဲ့ rate of flow of water in the horizontal direction မှာနော် horizontal direction မှာအဲ့ဒီ swat အတုံးကိုဖြတ်ပြီးတော့စီးစင်းတော့တဲ့ခြေရဲ့ rate of flow တန်ဖို့ဒီဘာနဲ့ညီလဲဆိုတော့ vh dz dy နဲ့ညီပြီးတော့ vertical direction မှာဖြတ်တန်းစီးစင်းခဲ့တဲ့ခြေရဲ့ rate of flow ဒီဘာနဲ့ညီလဲဆိုတော့ vz dh dy နဲ့ညီတယ်နော် dh vz dh dy နဲ့ညီတယ်အဲ့လိုဆိုတော့ဒီမှာတို့ဒီမှာကြည့်မယ်ဒီခြေတို့ဒီမှာကြည့်ကြမယ်အဲ့လိုဆိုတော့ဒီမှာဒါဒီ inflow တွေပေါ့နော် inflow ဒါဒီ horizontal direction ဆိုတော့ horizontal direction မှာစီးနေတဲ့ flow water flow ရှိမယ် vertical direction မှာစီးနေတဲ့ water flow ရှိမယ် horizontal direction မှာစီးနေတဲ့ water flow ဒီဘာနဲ့ညီမလဲဆိုတော့ vh dz dy နဲ့ညီမယ် vh dz dy ဟုတ်ဆိုတော့သူဒီ horizontal direction မှာစီးနေတဲ့ velocity ဖြစ်တဲ့အတွက်ကြောင့် vx vh ဆိုတော့ဒီနေရာမှာ vh ကိုစဉ်းစားမယ်ဆို dx မရှိတော့ဘူးပေါ့နော် dx မရှိတော့ဘူးအဲဆိုသူ့မှာ dz dy နော် dz dy ရှိမယ်အဲ့လိုဆိုတော့ vertical direction မှာစီးဆင်းတဲ့ရေရဲ့ inflow ကိုစဉ်းစားမယ်ဆိုရင်သူဒီ vertical direction မှာစီးဆင်းတဲ့အတွက်ကြောင့် vz ရှိမယ် vz ဖြစ်တဲ့အတွက်ကြောင့်သူဒီ z direction မှာ dz ဆိုတာမရှိတော့ဘူးအဲ့လိုဆိုတော့ဒီမှာသူရဲ့ဒီမှာမြောက်တက်တဲ့မို့ဒီ dx dy ရှိမယ်နော်ဒါဒီ flow of rate တွေနော်အဲ့ဒီ soil အတုံးကိုဝင်လာတဲ့ inflow rate တန်ဖို့ horizontal မှာရှိ direction မှာရှိနေတဲ့ inflow rate of flow တန်ဖို့ vertical direction မှာရှိတဲ့ inflow rate of တန်ဖို့ဒီတန်ဖို့နှစ်ခုဖြစ်ပါတယ်ဆိုပြီးတော့သူကပြောထားတယ်နော်ဒီတန်ဖို့နှစ်ခုဖြစ်တယ်
အဲ့ဆိုတော့ခုနကနှစ်ခုတည်း inflow အဲ့ဆို outflow rate of outflow from the block in the horizontal and vertical direction อ่ะ horizontal direction နဲ့ vertical direction မှာရှိတဲ့ rate of outflow တန်ဖိုးဒီတန်ဖိုးနဲ့ဒီတန်ဖိုးဖြစ်တယ် outflow အဲ့ဆိုကျတော့ဒီမှာ outflow ကိုကြည့်မယ်အဲ့ဆိုဒီမှာ inflow ဝင်လာတယ်အဲ့ဆိုဒီဘက်ကလည်းဆိုသူ outflow ထွက်သွားတယ်ဆို outflow ထွက်သွားတဲ့အခါမှာသူရဲ့ outflow တန်ဖိုးဒီတာ VH plus ဒါဒီဟာမှာဒီဘက်ကအလျားကိုပေါင်းလိုက်မယ်ပေါ့နော်ဒီငါကသူ့ရဲ့ inflow တန်ဖိုးမှာဘာကိုပေါင်းပေးမလဲဆိုတော့ဒီမှာ inflow တန်ဖိုးရှိမယ်ဒီစားနဲ့ inflow တွေမှာဒီတန်ဖိုးပေါင်းပေးမယ်အဲ့ဆိုဒီတန်ဖိုးတွေအပေါ်ဝိတ်ဒီပါရှိဆိုတော့ DH ရှိတယ်ဒီမှာနော် DH အဲ့ဒါကိုဘာလိုက်လုံးမလဲဆိုတော့ H align differentiate လုံးမှာအားကြောင့် partial PH by partial H into ဘာရှိမလဲဆိုတော့ DH ဖြစ်တော့မယ်အဲ့လိုဆိုတော့အပြင်မှာသူ့ရဲ့အပြင်မှာဘာရှိတော့မလဲဆိုတော့ VH ရဲ့နေရာမှာအဲ့ဒါလည်းအစပနာ VH plus เนาะဒီဘက်က VH plus ဒီဘက်မှာကျတော့ VH ကို H align differentiate ပြီးတော့ DH နဲ့မြှောက်ပေးမယ်ပေါ့အဲကြောင့် partial VH by partial H into DH เนาะပြီးတော့မှာ DZ D1 ရှိတယ်ဆိုတော့ DZ D1 အဲဆိုဒါဒီ output တက်ဖို့ဖြစ်တော့မယ်အဲဆိုရင် vertical direction မှာကြည့်ပေါ့နော် vertical direction မှာဒါဒီပါရှိတယ်ဆိုတော့ VZ DH D1 ရှိတယ်နော် VZ DH D1 ရှိတယ်ဒီဘက်က input တန်ဖို့ output ကိုဖြတ်တဲ့အခါမှာ VH ဒီလောက် DZ အလျားကိုသူဖြတ်သွားမယ်အဲ့လိုဆိုတော့ DZ အလျားကိုဖြတ်သွားရမှာဖြစ်တဲ့အတွက်ကြောင့်သူ့ကိုဘာနဲ့ differentiate ပြင်မလဲဆိုတော့ဟောပေါ့နော် partial VZ by partial Z နဲ့ differentiate ပြင်မယ် into DZ နော်ဘေးနားမှာဘာရှိမလဲဆိုတော့ဘေးနားမှာ DH D1 ရှိမယ်အားကြောင့်ဒီဘက်က V ရဲ့နေရာမှာ output မှာဆိုဘာရောက်တော့မလဲဆိုတော့ VZ plus partial VZ by partial Z နော် vertical direction မှာရှိတဲ့ Z နဲ့ differentiate ပြီးတော့ဘေးနားမှာသူ့မှာအပေါ်ဝိတ်6တော့တဲ့အပေါ်ဝိတ်ဒီ DZ ရှိတဲ့အတွက်ကြောင့် DZ into DH1 เนาะ DH1 ဖြစ်တာ DH1 အဲဆိုဒါဒီ outflow เนาะဒါဒီ outflow ရှိမှာအဲဆိုဒါဒီ inflow ဒါဒီ outflow ဒါဒီ inflow ဒါဒီ outflow ဒါဒီ horizontal direction မှာ inflow နဲ့ outflow vertical direction မှာ inflow နဲ့ outflow ကိုသိတော့တယ်ဆိုတော့ဒါဒီ outflow ကိုသိတော့တယ်အဲဆိုတော့ assuming that water is incompressible เนาะ assuming that water is incompressible ရေကို incompressible ပေါ့နော် water is incompressible လို့ယူဆပြီးတော့ pushing the soil mass of car เนาะ volume အဲ့လိုဆိုတော့ volume change soil mass ထဲမှာ volume changes တွေမရှိဘူးပေါ့เนาะ volume changes မရှိဘူးအဲ့လိုဆိုလို့ရှိရင်ဒီလိုမျိုးယူဆလိုက်တယ်အဓိကပြောချင်တာက inflow နဲ့ outflow တန်ဖိုးတွေအတူတူပဲเนาะအဲ့လိုမျိုးဆက်မှတ်လိုက်တယ်ဆို volume changes မရှိဘူး water တွေ incompressible ဖြစ်တယ်ဆိုရင် total rate of inflow equal to total rate of outflow နဲ့ညီလိုက်တယ်ပေါ့เนาะ total rate of inflow တန်ဖိုးဒီ total rate of outflow နဲ့ညီလိုက်တယ်နော် total rate of inflow နဲ့ total rate of outflow ရယ်ဆိုတာဒီ outflow ဒါဒီ inflow ညီတယ်ဆိုတော့အဲ့ဒီဟာနှစ်ခုကိုနှုတ်လိုက်တဲ့တန်ဖိုးဒီဘာနဲ့ညီလဲဆိုတော့0နဲ့ညီမယ်အဲ့ဆိုဒီနေရာလေးမှာခဏရပ်ပါမယ်